FF အကိုရောက်ကြရအဟန်လီတူသိချင်တာမေးချင်တာရှိနေမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ FF theory တချို့နဲ့ FF အကြောင်းလေးပြောကြည့်ကြတာပေါ့။ပုံမှန်လိုနားမရှုပ်အောင်လို့အပိုင်းတွေခွဲပြီးနားရှိအောင်ပြပြပေးသွားမှာဖြစ်တယ်။ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်။ပထမဆုံးအပိုင်းမှာတော့ FF theory အကြောင်းပါ။ FF ကတော့စိတ်ဝင်စားစရာတွေနဲ့ပြည့်နေပြီးတော့ FF ကိုမရောက်ခင်ကတည်းကလူတွေအမြော်လင်းဆုံးကိစ္စတွေရှိခဲ့တယ်။ driver ကိုလည်းအတိအကျမဟုတ်ပေမဲ့ပုံမြင်နေတဲ့တစ်စစ်ကိုယ်ွယ်လူကကိုယ်ွယ်နှစ်ခုအထီးတွေ့ရှိတယ်။ဒါဟာလည်းဂျိုင်းရန်ရဲ့တက်တန်းကြောင်မဲ့လို့ကျွန်တော်ခံမှန်းမိတယ်။လွန်ခဲ့တဲ့နှစ်800ဆိုတာလူတွေအတွက်ကြားနိုင်ပေမဲ့ဂျိုင်းရန်ရဲ့အတွက်ကတော့မျိုးဆက်30လောက်ပဲရှိတယ်။ဒါတော့မှအတိအကျမသိခဲ့ရဆိုတော့ World Government ရဲ့သတင်းဖြောင်းနိုင်စွမ်းကိုခံမှန်းကြည့်လို့ရတယ်။နောက်ထပ်ဒီ topic မှာထည့်ပြောချင်တာက MD 3အကြောင်းပါ။3ရဲ့ပေါ်မှာ emu ရဲ့ size နဲ့မမျှနေရပတ်သက်ပြီး One Piece community ရဲ့မှာဖုန်နေထနေကြတာတော်တော်ကြာပြီ။ emu ကကလေးဖြစ်နေလို့ဒီပလင်းရဲ့ပိုင်ရှင်ကဂျိုင်းရန်ဖြစ်နေလို့ပေါ့။အဲ့ထက်မှဒုတိယ theory ကိုကျွန်တော်ပြောပြချင်ပါတယ်။အဲ့ဒါက MD Throne ရဲ့မူလပိုင်ရှင်က Dry Boy ဆိုတာပါ။အများစုခံမှန်းချက်အရ Dry Boy ဟာဂျိုင်းရန်တရားဖြစ်ကြောင်းဂျိုင်းရန်မဟုတ်တော့ပူမာလိုဘူကန်နီယာဖြစ်နေမယ်လို့ခံမှန်းကြရဲ။ဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုတော့ emu နဲ့အတူမြင်ခဲ့ရတဲ့ Giant Straw Hat ဟာ Dry Boy ရဲ့အုတ်ထုတ်ဖြစ်နေမယ်လို့ယူဆကြလို့အဲ့တော့ပထမဆုံး Dry Boy ရဲ့ size ကိုကျွန်တော်တို့သိသလောက်ခံမှန်းကြည့်ကြမယ်။ကျွန်တော်တို့မင်္ဂလာမှာမြင်ခဲ့ရတဲ့ Dry Boy နဲ့ Asian Giant ကြီး Emmet တို့က Dry Boy ဟာ Emmet ရဲ့ခေါင်းလောင်ရှိနေခဲ့တယ်။ဒါပေမဲ့ Luffy နဲ့ကြတော့ Emmet ခေါင်းပေါ်ကထွက်နေတဲ့အတက်လေးလောက်ပဲရှိပါတယ်။ဒါပေမဲ့ဒီ theory ရဲ့ချင်းချက်ကတော့ camera angle အကြောင်းပါ။ Dry Boy ဟာအရင်နီးကပ်နေရအကြောင်းဆိုတာလည်းရှိနေတယ်။ကျွန်တော်သဘောကိုပြောရမယ်ဆိုရင်တော့ Dry Boy ဟာ Giant တယောက်ဆိုတာကိုပို့ပြီးတော့သဘောကျမိပါတယ်။ဒီတော့ဘက်မှာထပ်ပြီးပြောပြချင်တာကတော့ Giant တိုက်ပြီး FF ဟာအရင်တော့ဟာတိုက်မယ်ထိုက်မယ်ဆိုတဲ့နိုင်ငံမဟုတ်ဘဲနဲ့အသိပညာတိုးပွားခဲ့တဲ့နိုင်ငံလို့ပြောရင်ရုံးပါလားဟုတ်ပါတယ် FF ဟာတစ်ချိန်ကအသိပညာတိုးပွားခဲ့တဲ့တိုးတက်ခဲ့တဲ့နိုင်ငံဖြစ်ဖို့တချို့အချက်တွေနဲ့ထောက်ပြပြီးသွားမယ်ပထမအချက်ကတော့လွန်ခဲ့တဲ့နှစ်3000ဝန်းကျင်ရှိခဲ့တဲ့ Giant စမ်းသပ်ခန်းကြီးတစ်ခုပါဒီ Giant စမ်းသပ်ခန်းကြီးဟာအရင်ကျင်းပလို့နာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဒီစမ်းသပ်ခန်းဟာဂျိုင်းရန်တယောက်ရဲ့စမ်းသပ်ခန်းဆိုတာလဲကျွန်တော်တန်တရားမဝင်ဘူးဒါကြောင့်ပဲ FF ဟာအရင်တော့သိပ္ပံပညာနဲ့တိုးခဲ့တဲ့နိုင်ငံဆိုပြီးတော့ကျွန်တော်ပြောနိုင်နေရတာပါဒီ theory ကိုဒီမှာခဏထားပြီးဗီဒီယိုနောက်ပိုင်းဟာ King Harry ရဲ့ theory မှာထပ်ပြီးတော့ပြောပြပေးသွားမယ်အဲ့တော့ part 2 Loki အကြောင်းလေးတော့ပြောကြည့်ရတာပေါ့ Loki ဟာ FF အမရောက်ခင်ကတည်းက villain တယောက်ဖြစ်မယ်လို့ခန့်မှန်းခဲ့ကြတယ်အဲ့ဒါကလည်း mythology ရဲ့လိညာလဲဖျားတဲ့နတ်ဖျား Loki ရဲ့နာမည်နဲ့တူနေလို့ပါဒါပေမဲ့ Loki လူကိုစိုးလားလူကောင်းလားဆိုတာကတော့ One Piece community ထဲမှာညဉ့်ညလေးရှိတဲ့အရာလည်းဖြစ်ပါတယ်။အဲ့တော့ Loki လူစိုးလားလူကောင်းလားအရင်ခံမှန်းကြည့်ရမယ်ဆိုရင်တော့လူစိုးမဟုတ်လူကောင်းမဟုတ်လို့ပဲပြောရမယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ mythology ရဲ့က Loki ကိုယ်တိုင်ကတော့မှအမြဲတမ်းစိုးနေတာမဟုတ်ဘဲနဲ့လိမ့်ပါပြီးတခြားနတ်ဖျားတွေကိုကူညီပေးခဲ့တဲ့အချိန်မျိုးတွေရှိခဲ့တယ်။ဇလန်နဲ့က Loki ကလည်းဒီလိုဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်။သူဟာသူကလေးကလေးကဗီဇအရာစိုးနေတဲ့ကောင်လိုပဲထင်တယ်။အိုရန်လို့ပေါ့ဘယ်ရင်သားတော့ဆိုတော့လေဘာမှပြောမရတာမျိုးပေါ့နောက်ထပ် Loki theory ကတော့ Loki ဟာအနာဂတ်မှာတနည်းအားဖြင့် Final War မှာ Luffy ဘက်ကနေပြီးတော့မှ Giant တွေကိုဥဆောင်ပြီးတိုက်ခိုက်ပြီးမယ်ဆိုတာပါဒီ theory ကိုလေထောက်ပြနေရတခြား theory လိုမျိုးအများကြီးတော့မရှိဘူးဒါပေမဲ့တေချာသလောက်ဖြစ်နေတဲ့အချက်ကတော့တတ်တော်မှာ Loki လိုလူဟာ Luffy ဘက်ကနေတိုက်ခိုက်နေတဲ့ပုံစံတွေ့ခဲ့ရတယ်ဒီ theory ကိုယုံကြည်နေတဲ့ကျွန်တော်ကတော့ Loki အပေါ်မှာမျှော်လင့်ချက်အများကြီးရှိပါတယ်အဲ့တော့နောက်တစ်ခုကိုသွားလိုက်ကြတာပေါ့Loki ရဲ့ special bounty ပါသူအကြောင်းပြောတာများရင်ဗီဒီယိုက Loki ရဲ့ theory တောင်ဖြစ်သွားမလားပဲဒါပေမဲ့ပြောချင်တာများနေလို့ထပ်ပြောလိုက်ပါဦးမယ် Loki ကို mix up ခဲ့တော့ 2.5 billion ဆိုတဲ့အမောင့်နဲ့အတူ special bounty ဆိုပြီးထွက်လာခဲ့တယ်ဒါအတွက်ကျွန်တော် theory ကတော့ယူရှင်းပါတယ် Loki special bounty ဆိုတာဟာ dead or alive မဟုတ်ဘဲနဲ့ only alive ဖြစ်နေဖို့ပါဘာဖြစ်လို့လဲလို့ပြန်မေးရင် Loki ရဲ့ defect ကိုတန်ညှိုးထိုးရလိမ့်မယ်Loki ရဲ့ defect ကိုအများစုကနတ်ဖျားအသီးလို့ခံမှန်းနေကြတယ်။တချို့ကလည်းမိုးချိုးနတ်ဖျားလို့လည်းပြောနေကြတာရှိတယ်။ဒါပေမဲ့ဘာနတ်ဖျားအသီးလဲခံမှန်းနေရရင်ညာမိုးချိုးသွားမှဆိုတာကြောင့်မခံမှန်းတော့ပါဘူး။ဒါပေမဲ့တေချာတာကတော့ဒီအသီးကို World Government ကလိုချင်နေတဲ့ပုံမှာဘာဖြစ်လို့နတ်ဖျားအသီးလို့ခံမှန်းနေကြလဲဆိုရင် Loki ဟာသူ့ကိုယ်သူနီကာလို့ပြောနေလို့ပါ။နတ်ဖျားနီကာနဲ့စင်တူတဲ့အသီးဆိုပြီးတော့လေလူတွေအများစုကလက်ခံထားကြတယ်။ Loki အတွက်နောက်ဆုံး theory ကိုပြောပြရမှာမယ်ဆိုရင် Loki ကစီးဘက်လို့ကဘာကြီးကိုအုပ်စိုးချင်တာမျိုးဖြစ်နေနိုင်တယ်။ဒါကအပေါ်က MD 3မူလပိုင်ရှင်က Giant နေဖြစ်နေမယ်ဆိုတဲ့ theory နဲ့ပဲစဉ်းသက်လာတယ်လို့ပဲကျွန်တော်ပြောရမယ်
နောက်ပိုင်း chapter တွေကိုကြည့်ပုံရ Loki နဲ့ Zebek ဟာ Luffy နဲ့ Shanks တို့လိုဆက်ဆံရေးမျိုးကိုကျွန်တော်တို့တွေ့ထားရတယ်။မတူတာကတော့ Zebek ဟာရက်ဆက်တယ်ဆိုတာမျိုးကိုတွေ့ကြရတာပါ။ဒီလိုနဲ့ပဲ Zebek ရဲ့အိမ်မက်တွေကို Loki ကဆက်ခံထားတဲ့ theory တစ်ပုဒ်ဖြစ်လာပါတယ်။အပေါ်က empty throne နဲ့ဘာဆိုင်လဲလို့ပြောပြရရင်တော့အရင်တစ်ခေါက်ကတနည်းအားဖြင့် Void Sanctuary နဲ့အရှိပိုင်းနေမှာ Giant တွေဟာကဘာကြီးကိုအုပ်ဆိုးတယ်ဆိုပြီးတော့ဖြစ်လာနိုင်တယ်။အဲ့ဒါကို Loki ကသိနေနိုင်တာမျိုးပါ။ဘာဖြစ်လို့ Giant တွေကအုပ်ချုပ်တယ်လဲဆိုပြီးတော့မေးခဲ့ရင် One Piece War မှာအတန်မာဆုံးမျိုးနွယ်ဝင်တွေဟာ Giant တွေဖြစ်နေလို့ပဲဆိုပြီးတော့ကျွန်တော်ပြောပြရမယ်။တန်မာတိုင်းအုပ်ချုပ်ရမှာလားလို့မေးလို့ရပေမဲ့ empty throne ကြီးဟာ emo size နဲ့မကိုက်နေရရဲ့။တက်တည်ပြစေရများများဆက်ဆမရှိနေလို့ဖြစ်နိုင်တာတွေထည့်ပြောရခြင်းဖြစ်ပါတယ်။အဲ့တော့ part 3ကိုသွားလိုက်ရအောင်။ part 3မှာအလက်ကြရတဲ့လူကတော့ King Harrow ပါ။ King Harrow ကိုပုံနေစကားတွေကတစင်ကြားခဲ့ရတယ်ဆိုပေမဲ့သူဘယ်လိုလူလဲဆိုတာကိုဘယ်သူမှတိတိကျကျမသိသေးပါဘူး။ Airbuff က Giant တွေပြောပုံရတော့ Harrow ဟာတိုင်းပြည်ကိုအရန်ချစ်ပြီးပြည်သူတွေအနေနဲ့လည်းသူ့ကိုအရန်ချစ်ကြတာပါ။ဒါပေမဲ့အဲ့လိုချစ်ခံရတာလည်းသူ့ကိုလူဆိုးဆိုတဲ့ theory တွေကိုလူတွေကထုတ်နေကြတယ်။ဒါကလည်းအရှိမတွေ့ခဲ့တဲ့ဘရင်တွေတိုင်းလူပြည်သားတွေရောယုံသွင်းထားတာကြောင့်ပါ။ဥပမာ Crocodile တို့ Flamingo လို့လို့ပေါ့။ဒါပေမဲ့ Ura အနေနဲ့ပုံမှန်သူလို့တလို့မျိုး Airbuff မှာလောက်ပါမလားဆိုတာကတော့ Ura ကိုယ်တိုင်ပဲသိလိမ့်မယ်။နောက်ပြီးလေစိတ်ဆောမားတို့ရောက်လာကြတဲ့ဆာမားတို့ဟာ Harrow ကိုတရင်တနည်းပြောဆိုနေကြတာကိုကျွန်တော်တွေ့ခဲ့ရတယ်။ဥပမာ Harrow ရဲ့အုပ်ကူကိုလာဖို့လားဆိုပြီးတော့ Shamrock ကိုဆာမားကမေးခဲ့တာမျိုးတွေပေါ့။အဲ့ဒါနဲ့ပဲ King Harrow ဟာ War Government နဲ့လက်တွဲဖို့လုပ်ခဲ့ရဆိုတဲ့ theory ကြီးထွက်လာတယ်။ဒါပေမဲ့သိကြတာကတော့တခုခုကြောင့် Airbuff ကို War Government လက်အောက်မှာတွေ့မြင်မနေခဲ့ရဘူး။ကျွန်တော်ထင်တာမမောက်ဆိုရင် King Harrow ဟာ Airbuff ကိုငြိမ်းချမ်းစေချင်တာလို့ပဲကျွန်တော်ထင်တယ်။ Airbuff ပေးခဲ့အောင်လို့ War Government ရဲ့လက်အောက်ထဲဝင်မှုကိုစူးစမ်းခဲ့ရလို့ထင်မိရဲ့။ဒါပေမဲ့ဝင်ခဲ့မိရင်မိဘုံနဲ့ခုံတယ်လို့ဖြစ်သွားမယ်ဆိုတာကတော့သိကြတယ်။ဒါပေမဲ့ King Harrow ကဘာဖြစ်လို့စစ်တီရိုးရာကိုစွန့်လွတ်လိုက်တယ်လဲပေါ့။ဒီမိကုန်းကိုတစ်ခုချင်းပြရမယ်ဆိုရင် King Harrow ဟာအရင်တော့က Airbuff ဟာသိပ္ပံပညာမှာတိုးတက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသိနေရမျိုးဖြစ်နိုင်တယ်။နောက်ထပ်ပိုပြီးဖြစ်နိုင်တဲ့ theory ကတော့ King Harrow ဟာစစ်ပွဲတစ်ပွဲမှာ Airbuff ပါဝင်လိုက်တဲ့ဘက်ကတေချာပေါက်တာနေရမျိုးကိုသိနေတာမျိုးပါ။သိကြတဲ့အတိုင်း War 3ဆိုတဲ့အနာဂတ်မှာစစ်ပွဲရဲ့အကြီးတစ်ခုဖြစ်လာမယ်ဆိုတာမျိုးကို Hera ကဒီပုံကြီးအတစင်သိနေနိုင်တာမျိုးဖြစ်နေနိုင်တယ်။ဒါကြောင့်ဒီစစ်ပွဲမှာ Airbuff ကို War Government လို့မကောင်းတဲ့လူတွေလက်ထဲရောက်သွားမှာစိုးရိမ်တဲ့အတွက်စစ်တီရိုးရာကိုဆွတ်လွတ်ပြီးပညာရေးကိုဦးစားပေးလိုက်တာဖြစ်နိုင်တယ်။ One Piece fan အများစုအတွက်တော့ကျန်းနဲ့ရမ်းနဲ့ Airbuff ကိုတွေ့ကျင်တယ်ဆိုပေမဲ့လည်းကျွန်တော် theory တမ်းမှန်ရင် King Harrow ကတကယ်ကိုအမြော်မြင့်ရှိရလူလိုပဲကျွန်တော်ပြောရလိမ့်မယ်။ Fun fact တစ်ခုကိုပြပြရမယ်ဆိုရင်တော့ဒီ King Harrow ကို911 AD တုန်းက 5K နေရဲ့ဘရင်ဖြစ်တဲ့ King Harrow Bluetooth ကိုအခြေခံပြီးဆွဲထားခဲ့ရဖြစ်ပါတယ်။ဒီဘရင်ကြောင့်လည်းကျွန်တော်တို့သုံးနေတဲ့ Bluetooth ဆိုတာဖြစ်ပေါ်လာခဲ့တာဖြစ်တယ်။နောက်ပြီး Harrow Bluetooth ဟာ Christian နဲ့ပညာရေးကို 5K နေရဲ့ယူဆောင်လာပြီးတဲ့ဘရင်ဖြစ်တယ်။ဒါကလည်း One Piece တဲ့ King Harrow နဲ့တူနေရမျိုးဖြစ်နေပါတယ်။ Part 4ကိုပြောရမယ်ဆိုရင်တော့ King Harrow ရဲ့သိဆုံးမှုပါ။ဘာဖြစ်လို့ King Harrow အကြောင်း theory နဲ့သိဆုံးတဲ့ theory ကိုခွဲထားတာလဲဆိုတော့ viewer တွေနားရှုပ်သွားမှာစိုးလို့ပါ။အဲ့တော့ King Harrow ဘယ်လိုတည်သွားခဲ့ရလဲ။ဒီကိစ္စကခေါင်းရှုပ်စရာကြီးဖြစ်ခဲ့တယ်။ Airbuff က Giant နေကတော့ King Harrow ကို Loki ဟာလမ်းနေရတဲ့နာ Diver Fruit တစ်လုံးကိုစားကျင်လို့တတ်ခဲ့တယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒါပေမဲ့ပုံမှန်ထက် theory ကိုကြိုက်တဲ့ညံကြီးရှင် One Piece fan တွေကတော့ဒါဟာမဖြစ်နိုင်ကြောင်း theory တွေထွက်လာခဲ့တယ်။အဲ့ထဲမှာကျွန်တော်ရန်သဘောကျတဲ့ theory နှစ်ပုဒ်ကိုပြပေးသွားမယ်။ပထမတစ်ခုကတော့ One Piece Talk ကဘေးကြီးပြောထားတဲ့ theory ဖြစ်ပါတယ်။ original video link ကိုလည်း description မှာထည့်ပေးထားတယ်။သွားကြည့်ကြပါ။သူပြောထားတဲ့ Airbuff က Giant အနေနဲ့ Holy Knight တို့ဟာလမ်းတွင်းထဲမှာ Loki ရဲ့ Diver Fruit အတွက်တိုက်ပွဲတွေဝင်ကြတယ်။အဲ့ချိန် Loki နဲ့ Jaru ကလွယ်လို့အကုန်တည်သွားခဲ့တယ်ပေါ့။ Jaru ကောင်းမှာစိုက်နေတဲ့ဓာတ်ကြောင့် Jaru ဟာအဖြစ်ပြက်တွေကိုမေ့သွားခဲ့တယ်။ Legendary Diver Fruit ကိုစားပြီး Jaru နဲ့အတူတိုက်ပွဲကနေအသက်ရှင်လျက်ထွက်လာနိုင်ခဲ့တဲ့ Loki ကိုဆွဆွဲခဲ့တယ်ပေါ့။နောက်ထပ် theory နဲ့နောက်ဆုံး theory ကတော့ King Harrow ကိုတတ်ခဲ့တာဟာ Loki ဖြစ်တယ်။ဒါပေမဲ့မတော်တဆဒါမှမဟုတ်မဖြစ်မနေကြောင်းတတ်ခဲ့ရတယ်ပေါ့။ဒီ theory ကတော့ပိုပြီးဖြစ်နိုင်တယ်။ဖြစ်နိုင်ကြီးပိုများတယ်ပေါ့။ဘာကြောင့်လဲဆိုရင် Loki ကိုယ်တိုင်က Haru တင်ကိုသူတမင်တတ်ချင်လို့တတ်လိုက်တာမဟုတ်တောင်ပြောပြခဲ့တယ်။အဲ့ကလေးက Loki ဟာသူတတ်ခဲ့တယ်ဆိုတာကိုဝင်ခံလိုက်တာနဲ့အတူတူပဲ။နောက်ထပ်တစ်ခုကတော့ခုနပြောခဲ့တဲ့ King Harrow ကိုအခြေခံဆွဲထားတဲ့ Harrow Bluetooth ရှာလဲသူ့ရဲ့သားအရင်ကစစ်ပွဲအတွင်းမှာတတ်တာခံခဲ့ရပါတယ်။ကဲအဲ့တော့ဒီနေ့မှာတော့ဒီလောက်နေပဲနားလိုက်ပါမယ်။နောက်နေ့မှာပိုကောင်းတဲ့ theory နဲ့ပြန်လာခဲ့ပါမယ်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်။